တို့ Mosby Fiber Internet ကနေပြီးရော February လမှာ Android user ရဲ့အတွက် Mosby application ကနေတစ်ဆင့် license ကြေးပေးဆောင်တဲ့ customer လေးတွေကိုလက်ဆောင်ပေးတော့မယ့်အထူးစီစဉ်လေးရှိရနော် promotion တွေကဘယ်လိုတွေပါဝင်လဲပြီးတော့ Mosby application ကနေတစ်လချင်းပေးဆောင်မယ့် customer တွေရောဘယ်လိုလက်ဆောင်တွေရနိုင်လဲ Mosby application နဲ့တစ်ဆင့်တစ်လချင်းပေးဆောင်တဲ့ customer တွေကို Mosby ရဲ့ ball pin, keychain, notebook, t-shirt, t-shirt ကိုလက်ဆောင်အဖြစ်ပေးတော့မှာနော် Mosby application ကနေပေးဆောင်တဲ့ customer လေးအတွက်ကရော Mosby application ကနေ3လဆက်တိုက်ပေးဆောင်တဲ့ customer တွေကို10ရက်အပေါ်အသုံးပြုပေးသွားမှာဖြစ်ပြီးရောဒီရက်ကနေ lucky draw 10ရက်ကိုမဲဖောက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ရှင် ဒါဆိုရင်6လဆက်တိုက် Mosby application ကနေပေးဆောင်တဲ့ customer တွေရောဘယ်လိုအထူးခံစား권ရနိုင်မလဲ Mosby application ကနေတစ်ဆင့်6လဆက်တိုက်ပေးဆောင်တဲ့ customer တွေကိုအထူးခံစား권အနေနဲ့တစ်လအခမဲ့အသုံးပြုပေးမှာဖြစ်ပြီးရောအဲ့ဒီကနေ lucky draw 9ရက်ကိုမဲဖောက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီလိုမျိုးဆုလက်ဆောင်လေးနဲ့အထူးခံစား권တွေရရှိဖို့ Mosby application ကနေတစ်ဆင့်ပုံလွယ်ပုံမြတ်ဖို့အကျိုးရှိဖို့အခုပဲလက်စိတ်ချင်းပေးဆောင်လိုက်တော့နော် Mosby Fiber Internet ရဲ့ application ကနေတစ်ဆင့်လဆိုင်ချင်းပေးများပေးဆောင်ကြမယ်Android user များအတွက်ပထမဦးစွာဖုန်းရဲ့ Play Store app ထဲသို့ဝင် search bar နဲ့တက်ဆင် Mosby လို့ရိုက်ရှာပေးပါရှင်။ Mosby ရှာတွေ့ပါက download ဆွဲပြီး app ထဲသို့ဝင် username password ထည့်ရန်အတွက် username နေရာမှာမိမိ၏ customer ID ခဏန်းဆောင်လုံးဖြစ်တဲ့နံပါတ်ကိုထည့်ပေးပါရှင်။ password နေရာတွင် Mosby မှာပေးပို့ထားသော password နံပါတ်ကိုထည့်ပေးပါရှင်။နံပါတ်မိသွားပါက Mosby Fiber Internet hotline နံပါတ်ဖြစ်တဲ့399100 extension 1တို့ဆက်သွယ်မေးမြန်းနိုင်တယ်လို့ Mosby Fiber Internet official Facebook page မှာလည်းရှောက်ထားသူ၏အမည်သို့မဟုတ် customer ID နံပါတ်ဖြင့်တွားရောက်မေးမြန်းနိုင်ပါတယ်ရှင်။နောက်ဆုံးနည်းလမ်းအနေဖြင့်မိမိရှောက်ထားခဲ့သော SIM card နံပါတ်သည်မိမိဖုန်းထဲတွင်ရှိပါက forget your password နှင့်၍လည်းရယူနိုင်ပါသည်။ app ထဲသို့ဝင်ရောက်ပြီးပါက home တွင်မြင်ရသော current balance ရှိ minus ငွေပမာဏသည်မိမိပေးဆောင်ရမည့်လဆိုင်ကြေးပေးပမာဏဖြစ်ပါသည် profile သို့နှိပ်၍လည်းမိမိ၏အချက်အလက်မှန်စစ်ဆေးအတည်ပြုနိုင်ပါသည်ရှင် invoice နေရာသို့သွား၍မိမိပေးဆောင်ရမည့်ငွေပမာဏကိုလည်းစစ်ဆေးနိုင်ပါသည်ရှင်လဆိုင်ကြေးပေးဆောင်ခြင်းအား home တွင်မြင်ရသော outstanding invoice ကိုနှိပ်၍ပေးမှမှတစ်ဆင့် KP, WePay, CBP, AYAP တို့ပေါ်လာပါကမိမိကြိုက်နေတဲ့ဘဏ်ကင်းဖြင့်ပေးဆောင်နိုင်ပါပြီရှင် KB ဖြည့်ပေးဆောင်လိုပါက KB ကိုနှိပ်၍မိမိ password အားရိုက်ထည့်အတည်ပြုပြီးပေးဆောင်နိုင်ပါတယ်ရှင် WePay ဖြည့်ပေးဆောင်လိုပါက WePay ကိုနှိပ်ပြီးမိမိဖွင့်ထားသော Web account ဖုန်းနံပါတ်အားရိုက်ထည့်၍ OTP ကုတ်တောင်းပြီးပေးဆောင်နိုင်ပါတယ်ရှင် AYAP ဖြည့်ပေးဆောင်လိုပါက AYAP ကိုနှိပ်၍မိမိဖွင့်ထားခဲ့သော AYAP account ဖုန်းနံပါတ်အားရိုက်ထည့်ပြီးပေးဆောင်နိုင်ပါတယ်ရှင် CBP ဖြည့်ပေးဆောင်လိုပါက CBP ကိုနှိပ်၍မိမိ password အားရိုက်ထည့်အတည်ပြုပြီးပေးဆောင်နိုင်ပါတယ်ရှင်ပေးချင်မှုအောင်မြင်ပါကလူကြီးမေး၏ငွေပမာဏမှာ0ဖြစ်ပါမည်ရှင် Invoice ထဲသို့ဝင်ရင်လည်း payment အားစစ်ဆေးနိုင်ပြီး payment ထဲတွင်ပိတ်လို့ပေါ်နေပါမည်ရှင်ထို့သောမြင်ရပါက Mosby Fiber Internet ၏လဆိုင်ကြေးငွေပေးဆောင်မှုအောင်မြင်စွာပေးဆောင်ပြီးဖြစ်ပါတယ်ရှင်